ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ Elon Musk, Mark Zuckerberg, Bill Gates, Steve Jobs နဲ့ Sam Altman တို့လိုဘီလီယံနာတွေကြားထဲမှာအသက်24နှစ်ရွယ်လူငယ်တယောက်ကလည်းဘီလီယံနာဖြစ်ခဲ့ရပါပြီ။ My name's Alexander Wang. I'm the CEO and founder of Scale AI. ဒီလိုဘီလီယံနာဖြစ်လာဖို့အတွက်သူဘယ်လိုစူးစမ်းခဲ့ရလဲ။အသက်ငယ်ငယ်နဲ့ CEO ဖြစ်လာတဲ့အခါမှာသူကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကရောဘာတွေဖြစ်မလဲဆိုတာကိုကျွန်မနဲ့အတူတူဒီဗီဒီယိုထဲမှာဆက်ပြီးတော့မှကြည့်လိုက်ကြရအောင်။ဒုတိယကမ္ဘာစစ်တွင်အတောမစ်ဘုံးတွေတီထွင်တဲ့ဒီပြည်နယ်မှာပြီးခဲ့တဲ့1998ခုနှစ်တုန်းကကလေးလေးတယောက်မွေးဖွားလာခဲ့ပါတယ်။သူရဲ့မိဘနှစ်ပါးစလုံးကတရုတ်နိုင်ငံကနေရွှေ့ပြောင်းနေထိုင်လာတဲ့သူတွေဖြစ်ပြီးတော့Los Alamos မြို့သားတက်ခွဲခန်းမှာအလုပ်လုပ်နေကြတဲ့ယူပဗေဒပညာရှင်တွေပါဒီလိုမျိုးပညာတတ်မိဘနှစ်ပါးနဲ့သိပ္ပံပညာရှင်တွေပြည့်နှက်နေတဲ့ပတ်ဝန်းကျင်တစ်ခုမှာသူ့ရဲ့ငယ်ဘဝကိုစတင်ခဲ့ရပါတယ် My mom from a very young age taught me about math and physics and science. သူကတာမန်ကလေးတယောက်တော့မဟုတ်ခဲ့ပါဘူးကလေးပီပီဗီဒီယိုဂိမ်းတွေကိုစော့ခဲ့ပေမဲ့သူ့အသက်9နှစ်အရွယ်မှာပဲကွန်ပျူတာကုတ်တွေကိုစပြီးတော့မှရေးနေခဲ့တာပါကလေးဘဝကလေးကသင်္ချာပု္ပ္ပစာတွေကိုစိတ်ဝင်စားခဲ့တဲ့သူကတစ်ဖက်မှာလည်းတရောကိုလေ့ကျင့်ခဲ့ပါသေးတယ်လက်တစ်ဖက်ကတရောကိုကိုင်းနောက်လက်တစ်ဖက်ကကီးဘုတ်ကိုကိုင်းရင်းနဲ့သူကလေးဘဝကလေးကလှုပ်ချင်တာတွေကိုလှုပ်ခွင့်ရခဲ့ပါတယ်။ဒါနဲ့သူ6တန်းကလေးရွယ်မှာအမျိုးသားတင်ချပြိုင်ပွဲကိုလည်းဝင်ပြိုင်ခဲ့ပါသေးတယ်။အဲဒီချိန်ကအတော်ဆုံးကလေးတယောက်ဖြစ်ချင်ခဲ့လို့မဟုတ်ဘဲနဲ့ပထမဆုက Disney World ကိုအလဲပတ်သွားခွင့်ရမဲ့လက်မှတ်ကြောက်ပါပဲ။ဒါပေမဲ့အဲ့ဒီပြိုင်ပွဲမှာတော့အနိုင်မရခဲ့ပေမဲ့သူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မဲ့လမ်းကြောင်းကိုစပြီးတော့မှရောက်ခဲ့တဲ့အချိန်လို့လည်းပြောလို့ရပါတယ်။ဒီလိုနဲ့အထက်တန်းကျောင်းသားဘဝကိုရောက်တဲ့အချိန်မှာတင်ချာနဲ့ကွန်ပျူတာကုတ်တင်ပိုင်းမှာဆရာတစုလိုဖြစ်နေခဲ့ပါပြီ။တင်ချာအိုလံပစ်နဲ့အမေရိကန်ကုတ်တင်အိုလံပစ်ပြိုင်ပွဲတွေမှာဆုတစိမ့်တွေကိုစုခိုးရင်းနဲ့သူ့ရဲ့ဘဝခီးလန်းကပြည့်နဲ့ဆက်သွားနေခဲ့ပါတယ်။ဒီလိုနဲ့သူ့အသက်18နှစ်အထက်တန်းပြီးတဲ့အချိန်မှာပဲအမေရိကန်ရဲ့ညံကြီးရှင်တွေစုဝေးရာဆီလီကွန်ဗယ်လီကိုပြောင်းလာခဲ့ပါတော့တယ်။ဒီလိုပြောင်းလာရခြင်းရဲ့ရည်ရွယ်ချက်ကလည်း Adobe ဆိုတဲ့ software company တစ်ခုမှအလုပ်ရခဲ့လို့ပါပဲ။ဒီ company ကအသက်ငယ်တာကြီးတာကိုဂရုမစိုက်ဘဲနဲ့ကုတ်တင်ဘလောက်ကျွမ်းလဲဆိုတဲ့ပုံမှာပဲမူတည်ပြီးတော့မှအလုပ်ခန့်တာမို့လို့ဝမ်အတွက်ကတော့ရေကန်အသင့်ကြာအသင့်ပါပဲဆီလီကွန်ဗယ်လီဖြစ်တာနဲ့ညီအတော်ဆုံးလူတွေအတွက်နေရာမရှာတော့အတဘာကမ်ပဏီမှာလက်အနေငယ်လုတ်ပြီးသွားတာနဲ့ဂျူအန်နီကမ်ပဏီတစ်ခုဖြစ်တဲ့ကိုရာကိုပြောင်းရွှေ့သွားခဲ့ပါတယ်ဘီယာဝယ်ဖို့အတွက်အသက်မပြည့်သေးခင်မှာပဲဤပညာနယ်ပယ်ထဲမှာထိပ်သီးရောက်နေတာကတော့တကယ့်ကိုအားကျစရာပါပဲရှင်ဒီနေ့ချိန်ထိဤပညာနယ်ပယ်မှာကျွမ်းကျင်တဲ့ပုံကိုယ်တွေအားလုံးဒီပါကတက္ကသိုလ်ကိုဆက်မတက်တော့ဘဲနဲ့ကျောင်းထွက်ပြီးတော့မှသူတို့ဖြစ်ချင်တဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ခဲ့တဲ့သူတွေအများများပါတယ်။ Bill Gates, Mark Zuckerberg, Steve Jobs တို့ရဲ့ခြေရာကိုလိုက်နေရတဲ့သူကတော့ Alexander Wang ပါပဲ။အသက်18နှစ်နဲ့ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ MIT ကိုဝင်ခွင့်ရခဲ့ပေမဲ့ပထမနှစ်မှာတည်းမဲ့သူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ဖို့ဆိုပြီးတော့မှကျောင်းနာခဲ့ပါတယ်။ဒါဆိုသူ့ရဲ့အိမ်မက်ကဘလောက်တောင်ထူးခြားနေလို့ကျောင်းကထွက်ရတဲ့အထိဖြစ်ရတယ်လေလို့မေးသူတွေအတွက်ကတော့အဲ့ဒီအိမ်မက်ကြောင့်ပဲသူကဘီလီယံနာဖြစ်ခဲ့လို့ပါပဲ။အသက်19နှစ်ရွယ်ကိုရာကုမ္ပဏီမှာအလုပ်ကျွဲလုပ်ခဲ့တဲ့လူစီကိုနဲ့ပေါင်းပြီးတော့မှ Scale AI ဆိုတဲ့ company ကိုစတင်တည်ထောင်ခဲ့ပါတယ်။ Scale AI ဆိုတာကအခုပေါ်လာတဲ့ AI တွေမှာအသုံးပြုဖို့လိုအပ်တဲ့ data အချက်အလက်တွေကိုအမျိုးအစားခွဲပေးတဲ့ company တစ်ခုပါပဲ။ဒီ company ရဲ့အလုပ်လုပ်ပုံက AI တွေရဲ့စဉ်းစားနိုင်စွမ်းကိုအမြင့်ဆုံးရအောင်လို့ data တွေကိုခွဲခြမ်းပေးတာပါ။နားလေလွယ်အောင်ဥပမာတစ်ခုအနေနဲ့ပြောပြရမယ်ဆိုရင်ရက်ကွက်ဈေးတစ်ခုနဲ့ဥပမာပေးပြီးတော့မှရှင်းပြပါမယ်။မိတ်ဆွေကဒီဈေးထဲမှာဘာတွေရောင်းနေလဲဘယ်ဈေးတွေလဲဆိုတာကိုသိချင်တယ်ဒါပေမဲ့အဲ့လိုသိဖို့အတွက်ကဈေးတဲ့တယောက်ချင်းစီကိုလည်းလိုက်ပြီးတော့မှမမေးချင်ဘူးဆိုလို့ရှိရင်ကျမတို့က Scale AI ကိုအသုံးပြုလို့ရပါတယ်ဒီ AI ရဲ့အလုပ်ကဈေးတန်းထဲမှာရှိတဲ့စိုင်တိုင်းကိုလိုက်မေးပြီးတော့ဟင်းရွက်အသီးနှံအသားငါးတွေရဲ့အားလုံးရဲ့ဈေးတွေကဘလောက်အရေးအတွက်ကဘလောက်ရှိတယ်ပြီးတော့ဘယ်နေရာကဈေးတွေကပို့ပြီးတော့မှတက်တာတယ်စားတဲ့အချက်လက်တွေအားလုံးကိုစုပေါင်းပေးပြီးတော့မှမိတ်ဆွေကိုစည်ရင်းတစ်ခုလုပ်ပေးပါတယ်ဒီလိုနဲ့ Scale AI ရပေးတဲ့အချက်လက်တွေကိုကြည့်ပြီးတော့မှကျမတို့ကကိုယ်နဲ့ကြိုက်တဲ့အသီးနှံတွေကိုစိတ်ကြိုက်ရွေးချယ်လို့ရတာပေါ့ဒီလိုမျိုး Scale AI က AI company တွေနဲ့ data အချက်လက်တွေကြားမှာဆိုရင်ဂျာလူအနေနဲ့လုံနိုင်ပြီးတော့ဤပညာ company အများစုကသူနဲ့လက်တွဲဖို့အဆုံးဖြတ်ကြလာပြီဒီထဲမှာဆိုရင် Microsoft, Meta, OpenAI, General Motors, Toyota နဲ့နောက်ဆုံး Washington က Pentagon စစ်ဌာနချုပ်တောင်ပါပါသေးတယ်။ WAM က Scale AI ကြောင့်ပဲပြီးခဲ့တဲ့2021ခုနှစ်မှာကမ္ဘာအသက်အငယ်ဆုံးဘီလီယံနာတယောက်ဖြစ်လာခဲ့ပါတယ်။သူဘီလီယံနာဖြစ်တဲ့အချိန်မှာသူ့အသက်က24နှစ်ပဲရှိနေသေးတာပါ။2024ခုနှစ်တုန်းကလည်း Scale AI Company ရဲ့တန်ဖိုးက73.8 ဘီလီယံထိကိုရောက်လာတဲ့အတွက်ကြောင့်မလို့ရှယ်ယာ15%နဲ့CEO ဖြစ်တဲ့ WAM ကအမေရိကန်ဒေါ်လာ2ဘီလီယံထိကိုချမ်းသာလာခဲ့တာပါ။သူရဲ့ company က OpenAI, Uber နဲ့ Pentagon စစ်ဌာနချုပ်တွေအတွက်သူတို့ရဲ့ data တွေကိုတေချာခွဲခြမ်းပေးတာကြောင့်မလို့ company ကြီးတွေအတွက်ကတော့အလုပ်တွေအများကြီးတက်တာခဲ့ရပါတယ်
ဒါပေမဲ့ scale AI မှာလည်းပြဿနာပေါင်း16000ရှိနေပါသေးတယ်ဒီလိုပြဿနာတွေထဲမှာအလုပ်သမားတွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုဂရုမစိုက်တာလောက်ခလာစာနေပါတာမပြောမဆိုနဲ့အလုပ်ထုတ်ခံရတာတွေအောင်ပါပါတယ်ပြီးတော့အသက်ငယ်ငယ်လေးနဲ့ company တစ်ခုကိုဦးဆောင်နိုင်ဖို့အတွက်ကလိုအပ်တဲ့အရေးချင်းတွေရှိရလားဆိုပြီးတော့မှလည်း journalist တွေကဝေဖန်ကြပါသေးတယ်ဒီလိုမျိုးထုံးနှက်ချက်တွေရှိနေပေမဲ့လည်းသူ့ရဲ့အောင်မြင်မှုကိုတော့မေ့ထားလို့မရပါဘူးWAM က scale AI company တစ်ခုရဲ့ဦးဆောင်သူတယောက်တည်းမဟုတ်ဘဲနဲ့အနာဂတ် AI ကဘာကိုဦးဆောင်နေတဲ့သူတယောက်လည်းဖြစ်ပါတယ် OpenAI ရဲ့ CEO Sam Altman နဲ့အခန်းပေါ်ဖြစ်ခဲ့ပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိတဲ့အတွက်ကြောင့်မလို့ AI တွေရဲ့အနာဂတ်ကသူတို့ရဲ့လက်ထဲမှာရှိနေပါတယ်သူထုတ်ထားတဲ့ Hawking ကလည်းတော်တော်လေးကိုမှထူးဆန်းနေတာမို့လို့သူပြောပုံအရာဆိုရင်လာမယ့်2နှစ်ကနေ4နှစ်အတွင်းမှာ AI တွေရဲ့စွမ်းဆောင်ရည်ကလူတစ်ယောက်လုံနိုင်တာတွေအားလုံးထက်ကိုလုံနိုင်လာမယ်ဆိုပြီးတော့မှပြောပြထားပါသေးတယ် ABC American Born Chinese တယောက်ဖြစ်ပေမဲ့အခုလက်ရှိ American နဲ့တရုတ် AI စစ်ပွဲမှာလည်းသူက American ဘက်ကနေပြီးတော့မှရပ်တည်နေပါတယ် America must win the AI war. And so ပြီးခဲ့တဲ့2024ခုနှစ်မှာတရုတ်နိုင်ငံက American ရဲ့ AI နည်းပညာကိုမရှင်နိုင်သေးပေမဲ့ DeepSeek ထွက်လာပြီးနောက်ပိုင်းမှာပဲတရုတ်ရဲ့လုံနိုင်စွမ်းကိုတစ်ကမ္ဘာလုံးမျက်မြင်ကိုယ်တွေ့နဲ့မြင်လာရပါတယ်။ WAM ကဒီ AI စစ်ပွဲမှာလည်း American ကနိုင်ကိုနိုင်ရမယ်ဆိုပြီးတော့မှတော့ကြုံဝါထားပါသေးတယ်။နောက်ဆုံးဒီဗီဒီယိုကိုအနည်းချုပ်ရမယ်ဆိုရင်တော့ Alexander Wang ဆိုတဲ့ Law and Most ကတင်ချာဉာဏ်ကြီးရှင်တယောက်အဖြစ်ကနေအခုလက်ရှိမှာဆိုရင် AI ကဘာမှာဘရင်တယောက်ဖြစ်လာခဲ့ပါတယ်။သူက AI company တစ်ခုကိုတီထောင်တဲ့သူတယောက်အနေနဲ့မဟုတ်ဘဲနဲ့ခေတ်သစ်တစ်ခုကိုပုံဖော်နေတဲ့လူသားတယောက်ပါ။အခုလက်ရှိ2025ခုနှစ်မှာဆိုရင်သူ့အသက်က28နှစ်ပဲရှိသေးပေမဲ့ဒါကသူ့အတွက်ခြေလှမ်းအစပဲဖြစ်ပါတယ်။ဒါဆိုရင်ရှေ့လာမယ့်အနာဂတ်မှာရော WAM တယောက်ဘာတွေလုပ်ပြသွားအောင်လဲဆိုတာကိုကျမတို့တူတူစောင့်ကြည့်ကြရမှာပါ။ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာလည်းဒုတိယ Alexander Wang မဖြစ်လာနိုင်ဘူးလို့ဘယ်သူကပြောနိုင်မှာလဲ။အခုဆိုလို့ရှိရင် AI တွေကလူသားတွေအတွက်မရှိမဖြစ်လိုအပ်လာတော့မယ်ဆိုတာမျိုးကဖြစ်လာပါပြီ။ဒါဆိုရင်ကျမတို့လူသားတွေအနေနဲ့ကရှေ့လာမယ့်နှစ်တွေမှာဆိုရင်အလုပ်တစ်ခုရဖို့အတွက် AI နဲ့ပတ်သက်ပြီးတော့မှဘယ်လို skill တွေရှိထားဖို့လို့လဲဆိုတာကိုအောက်က comment မှာဖြည့်ထားပေးလို့ရပါတယ်ရှင်။